ဒီနေ့တော့ကျွန်တော်အင်္ဂလိပ်အရန်ကြိုက်သွားတဲ့ Livery Forming Hands-off အကြောင်းအမြန်လေးပြောပြချင်ပါတယ်။ဒါကလေနေတိုင်းလက်ဆေးတဲ့အလုပ်လေးကိုပျော်စရာဖြစ်သွားစေမဲ့လက်ဆေးဆံပြားကြီး set တစ်ခုပေါ့။ဟိုကတဘောပစ္စည်းတွေနဲ့ပဲလုပ်ထားပြီးအမြုပ်ကြီးလေးတွေနဲ့ဘူး6ဘူးတောင်ပါတယ်ဗျာ။ကဲပထမချက်ကတော့လေသူ့မှာပါတဲ့ပစ္စည်းတွေကလုံးဝကိုတဘာဝပစ္စည်းတွေကြီးပဲဖြစ်နေတာပါ။ရှာဆောင်လက်ပတ်တို့ရှေပတ်တာတို့လိုအသားရည်တို့ပေါက်တာတွေနဲ့ပဲလုပ်ထားတယ်။ဆိုတော့အန်ကဟောတို့ဆောက်ဖေးတို့ဆိုဖေးတို့စိတ်ပူရတဲ့ဟာတွေပေါ့မပါဘူးကလေးတောင်စိတ်ချလက်ချတော့နေရတယ်ဒုတိယချက်ကသူ့ရဲ့ဝေးရတယ်နဲ့တွေ့ရတဲ့ feeling လေမော်တို့ရှောက်တော့လို့ citrus နန်းလေးတွေကလက်ဆေးလိုက်တိုင်းတကယ်ကို fresh ဖြစ်သွားစေတယ်ပြီးတော့လေအမြုပ်အီလေးတွေကြောင့်လက်ဆေးရတာကပျော်စရာကောင်းနေတော့နေ့တိုင်းသုံးဖို့စင်ကပ်ပစ္စည်းလေးတစ်ခုလိုပဲနောက်ဆုံးတစ်ချက်ကတော့တန်လို့ဒီလိုရည်သွေးကောင်းကောင်းကိုဈေးရန်တန်တန်နဲ့ရတာဗျဘူး6ဘူးတောင်ပါတော့အကြိုက်လေးသုံးခံတယ်ပြီးတော့ packaging လေးကလည်းဟလာတော့လက်ဆောင်ပေးဖို့ဆိုရင်လည်းတကယ်ကိုကွက်တီပဲဆိုတော့လေတဘာဝပစ္စည်းစစ်စစ်နဲ့လုပ်ထားပြီးသုံးရတာလည်းကောင်းဈေးလက်တန်နဲ့လက်ဆေးဆက်ပြားကြီးရှာနေတယ်ဆိုရင်တော့ဒါကအကောင်းဆုံးရွေးချယ်မှုတစ်ခုပါပဲ